နောက်တစ်ခါနိုင်ငံခြားထွက်ဖြစ်ရင်တလားလောက်လုပ်ပြီးပြန်မယ်လို့ပဲရည်မှန်းချက်ထားတော့မယ်။ဘာဖြစ်လို့လဲသိလား။အခု2နှစ်လောက်နေပြီးပြန်မယ်လို့ရည်မှန်းထားတာ15နှစ်ကျော်နေပြီ။ဒါတော့ပြန်ရက်ကမသေးကြသေးဘူး။ဘဝမှာပိုင်ဆိုင်မှုရလို့တော့ချပြတရားများများသားသားဘာမှမရှိပါဘူး။ရဲရဲဝံ့ဝံ့ချပြရတာဆိုလို့ကိုချင်းတရားတစ်ခုပဲရှိတယ်။ဒီတစ်ခုပဲကျွန်တော်မှချမ်းသာတာဒါကိုလာမထီးသေးတော့လူတိုင်းနဲ့ဆင်ပြေပါတယ်။ပြိုင်းဖြစ်ရင်ဖြူလိုက်ကြီးဖြစ်နေမဲလိုက်ငါမကောင်းဘူးထင်ဒိုးလိုက်ငါပဲဘသူ့မှာခရဖို့စောက်ကြောင်းမရှိဘူးကျွန်တော်ရှစ်တန်းတော့ဆောင်မွေးဖြည်တယ်ကျွန်တော်အောင်တယ်ဝမ်းတာတယ်ဒါပေမဲ့ကျွန်တော်ဝမ်းနေနေရတကူကကျွန်တော်ဆရာမသူဆောင်မွေးကြရတဲ့မှာလေအရင်ခါမှပဲစာပြန်နေရတယ်